လောမပြေးနိုင်ဘူးဗျာဟာမင်းအခုချိန်ကြီးသွေးဦးသွေးတော့နဲ့ညင်းနေတော့မယ်မင်းလူသေးကိုမရှိဘူးအဲ့လိုလူကျင်ဝင်ကျနားမလဲငါသတိတနာဘူးငါနဲ့ဘာမှမဆိုင်ဘူးသွေးမတော်သားမစားငါလုံနေတဲ့ຢာတဲ့မင်းမိမ့်မမွေးသွားတဲ့ကလေးငါလာပေးတာမင်းညင်းတာအခုအဲ့ဒါရဲသွေးငါမခံချင်းလို့မြေတော်မြောက်ပေးတာအခုရဲသွေးဘလောက်ထိတန်ဖို့တက်နေတယ်လဲမင်းသိတယ်ဖေးထက်သားဘလောက်တော်လဲဆိုတာမင်းရှက်တယ်မင်းအိမ်သားထဲမှာပွားသေးဖို့ကောင်းတယ်ကွာငါအဲ့ဒါလာပြောတာဝီနမောတိဗုဒ္ဓနမောတိဗုဒ္ဓဝီရတ်ဘေးပါလေပါဒီမှာအနေကိကတာကြုတ်နေတယ်ကြက်နေရစ အနေကင်းကတာနောက်မှညိုတားတော့မှအနေရမရှိဘူးလားဖေဒါပြောစရာရှိတယ်လား ပြောတော့ဘာလို့ တားကိုထင်ထားတဲ့အတိုင်းတော့ဖြစ်လာပြီ ဘာလို့ ဦးမင်းဆက်သားရှိလာပြီးတော့စီးယုံနေတယ်ဦးနိုင်ကျော်မပါ ဟာဒီကဘယ်လိုလုပ်ပါမလဲတခါမှပြက်သားဆုံးဖြတ်တယ်ဆိုမရှိဘူးအများနဲ့တွေ့ဝေတော့ဘယ်လိုလုပ်ပါသူ့ကိုပြောလာမှာပေါ့ အဲ့ဒါတားဘက်ကတိကျဆုံးဖြတ်ချက်ပေးဖို့တော့လိုနေပြီဆုံးဖြတ်ချက်မပေးဘူးဆိုရင်သူတို့ဘက်ကတယောက်မဟုတ်တယောက်တားရှိကိုလွတ်နေမှာပဲဦးတို့ကသူတို့ဘက်ကလာရင်ဖေးတားဘက်ကပြက်သားညင်းလိုက်တော့မှာ ညလူငယ်ရဲ့လူငယ်တယောက်ဖြစ်သွားတယ်ငါအဲ့လိုတွေမဖြစ်စေချင်မင်းကိုပြုစုပြောထောင်တယ်မင်းကလူငယ်ပဲမင်းဘဝမှာအဖြစ်ပြက်တွေအတွေ့အကြုံတွေအကြီးအများကြီးမင်းသေးချာချာလူကြီးတယောက်ကိုစဉ်းစားပြီးဆုံးဖြတ်နော်မင်းဘာလို့ကလေးတယောက်လူငယ်တယောက်ဘယ်လိုကူမလုပ်ဆမ်းပါလေမင်း မဟုတ်သေးပါဘူးဗျာအဓိကတားလို့နိုင်မှုပဲမဟုတ်လားအခုတောင်းနိုင်နေပြီလေဖေး ဟာနိုင်ပေမဲ့ပွဲလာကိုလိုတယ်ငါတို့နိုင်မှသေးကြတယ်အစီအစဉ်ကိုတေချာစနစ်တကျပြင်ဆင်ထားတာနိုင်ကိုနိုင်ရမယ်ဒါပေမဲ့ပွဲလာကိုဆိုကြည်ကောင်းဖို့လိုငါကြည်ကောင်းနေတယ်အရသာရှိရှိနဲ့အဲ့နိုင်ငါယူကြည်ကျင်တာမင်းကလည်းကဲဖြေပေးမဲ့ကိစ္စမင်းမသွားနဲ့တော့ငါပဲသွားလိုက် Hey, love. ဟောပြရှိတယ်မင်းစစ်တို့နိုင်ကျော်တို့ရှိလားရှိဖွင့်ဘာကြောင်ကြည့်နေတော့အင်ရှင်တို့ပြောအင်ရှင်တို့ပြောအင်ရှင်တို့ဘာကိစ္စရှိလဲမသိဟာဟဲ့ကြို့ကိုမှတ်မိလားမမှတ်မိခြင်းအောင်စောင်းနေတာလားလုံးဝကိုမမှတ်မိလားဒီချာကြီးကိုဟမ် နေစမ်းမအောင်ရှဲဘာတူလဲဘယ်နဲ့တွေ့ချင်လို့လဲ တကယ်ကိုမမှတ်မိလားဟေးဟုတ်ပါဘူးတခါပဲတူပြီလားကျုပ်လွန်ခဲ့တဲ့နှစ်20တခါလာဘူးတယ်ကျုပ်ကတော့ခင်ဗျားတို့သုံးအောင်စလုံးကိုဘလို့မှမိလို့မရဘူးအဓိကဒီနေ့မင်းအဆိုးမင်းကလုံးဝမိလို့မရဘူးကွာ 你这帮肯定怕标准了嘞，标准那行，这得标标。 ရဲတွေအကြောင်းလာပြောတာရဲတွေ ထိုင်ပါကလားထိုင်ပါ ရဲတွေကိစ္စထိုင်ပါဒါမနိုင်ပါဘူးထိုင်ရရင်ကြီးထိုင်ဖို့လာရဲတွေကြောင်းလာလိုရဲအနေနဲ့ပြီးတယောက်ချီပြီးတော့ဒီနားလေးမှာဆိုင်ဟုတ်တော့မင်းဒီနားရက်ဒီကလေးကမင်းသားလေးလို့ငါပြောမင်းမဟုတ်ဘူးနဲ့သုံးပါရင်းတာလေအဲ့ကလေးကရဲတွေ ဖြစ် လောမပြေးနိုင်ဘူးဗျာဟာမင်းအခုချိန်ကြီးသွေးဦးသွေးတော့နဲ့ညင်းနေတော့မယ်မင်းလူသေးကိုမရှိဘူးအဲ့လိုလူကျင်ဝင်ကျနားမလဲငါသတိတနာဘူးငါနဲ့ဘာမှမဆိုင်ဘူးသွေးမတော်သားမစားငါလုံနေတဲ့ຢာတဲ့မင်းမိမ့်မမွေးသွားတဲ့ကလေးငါလာပေးတာမင်းညင်းတာအခုအဲ့ဒါရဲသွေးငါမခံချင်းလို့မြေတော်မြောက်ပေးတာအခုရဲသွေးဘလောက်ထိတန်ဖို့တက်နေတယ်လဲမင်းသိတယ်ဖေးထက်သားဘလောက်တော်လဲဆိုတာမင်းရှက်တယ်မင်းအိမ်သားထဲမှာပွားသေးဖို့ကောင်းတယ်ကွာငါအဲ့ဒါလာပြောတာ ရဲသွေးတံပုံမျိုးသိပြီမမျော်လင့်
ရဲသွေးကိုမင်းတို့မပြောလိမ့်မင်းသုံးချိန်ညင်းပြီးငါအဲ့ဒါငါပြောတယ်သူပြောခိုင်းစကားကြံနေမှာသူငါကိုယ်တိုင်ပြော ဦးရဲ့တီပြောသွားတာတွေကတွေးချင်းအားလုံးအမှန်လေးပဲဖေဒါမှကတွေ့ဝင်ခဲ့လို့ဆုံးဖြတ်ချက်မှားရင်းခဲ့လို့အခုလိုအခြေအနေကိုသိခဲ့ရတာ ဘာပဲဖြစ်ဖြစ်မောင်ရဲသွေးဟာအဖေတို့ရဲ့မြည်လေးမှန်တိလိုက်ရတဲ့အတွက်အဖေချေနဲ့တယ်အဖေလိုချင်တဲ့ထက်ထက်မြက်မြက်စိတ်ဓာတ်မျိုးငါသားမှမရှိပဲမြည်လေးမှရှိမှန်းသိရတဲ့အတွက်ဖေဝမ်းသာတယ်မြည်လေးသာအဖေတို့ရဲ့ရိတ်အာဝါဒအောက်မှာရှိနေဘလောက်ကောင်းမလဲကွာ အခုချိန်မှာဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးဖေဦးရဲ့တီကတွေးအရန်ဆူနေတာသူလွယ်လွယ်နဲ့တော့တားလေးကိုပြန်ထည့်မယ်လို့မတင်ဘူးဖေ မင်းအခုချိန်ထိတွေ့ဝေနေတော့မဲ့လားကွာ ဟုတ်တယ်သားမေမေတို့ကတော့မီးလေးပြန်ရအောင်တနည်းနည်းတော့စူးစမ်းယူရမှာပဲ